ဒီနေ့စပိန်နေနဲ့ကျွန်တော်တငယ်ချင်းနဲ့စုံတယ်သူ့ရဲ့စပိန်တော်တော်လေးအထာကြတယ်ခြေတပေါင်ကျိုးလို့ခေါ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာကြည့်ဘာဖြစ်လို့ခြေတပေါင်ကျိုးလို့ခေါ်လဲဆိုတော့ဒီစပိန်ရဲ့အရှိမကြည့်လိုက်ဒီမှာ fork ကတစ်ချောင်းပဲပါတယ်အဲအကြောင်းမလို့ခြေတပေါင်ကျိုးလို့ကျွန်တော်ခေါ်တယ်ပေါ့နော်ဒီစပိန်ကြောင့်ကျွန်တော်ဒီနေ့လေးရှင်းပြပေးမယ်ဒီစပိန်ကကျွန်တော်တို့ကန်နီဒေး Hooligan lefty ပေါ့နော် lefty အဲ့လိုမျိုးခြေတပေါင်ကျိုးလို့ခေါ်တယ်ပြီးတော့ဒီစပိန်ကroad version 3ယောက်ပဲထုတ်တဲ့တဲ့က1ယောက်ပေါ့နော်ဒီကောင်လေးကပြီးတော့ကောင်ကဘာတွေဆင်သားလဲဆိုတော့ဒီ Shoram E-Tab တွေ Shoram E-Tab တွေဒီကောင် hydraulic brake ဖြစ်သွားပြီပြီးရင်အနောက်ကခွေကလည်းဒါ VISP ပေါ့နော်ဒါက mini version လုံးဝအပြည့်ပဲဒါ original တွေကြီးပဲထူးခြားချက်လေးတွေဘာတွေ့လဲဆိုတော့ဒီကောင်လေးမှာ Turin ပေါ့နော် Turin rotor ပြီးရင်ဟိုဟာကဒီ pedal ကတော့ Wahoo သုံးထားတယ်ပြီးသွားရေထိုင်ကုန်ကကြတော့ physics အပေါက်လေးတွေပြောမယ်ဆိုရင်ပေါ့နော်ဘောမနာဘူးပေါ့နော်သူကတော့ mini bike လို့ခေါ်တယ်ပြီးရင်အရှိကကြတော့အရှိလဲဟိုမှာ VISP ပဲဟိုဟာ depth ကကြတော့50 mm ပေါ့နော်ပြီးသွားရင် okay ဒီကောင်လဲ Shoram E-Tab ပဲ hydraulic brake ဖြစ်သွားပြီ။အော်ဒီဘက်မှာ black ဒီကောင်က black in လေတွေ့လာတော့မသိဘူး။ handle ကတော့ black in ကိုသူတို့ထည့်ထားတယ်။ black in ကဈေးကြီးတယ်ဗျ။တွေ့လာတော့မသိဘူးဒီနားလေးမှာ။မကားမဲမှာ bike commuter နဲ့မဆိုးပါဘူးပုံစံလေးကတော့ဟိုပေါ့ပါလေးနဲ့ဒါပေမဲ့ဒီ road ကလည်းတော်တော်ဖြုတ်လို့ရမယ် speed ထွက်မဲ့ design ကြီးဗျတိလား။မိုက်ပါတယ်ဒီစပိန်ကတော့ဒါကတော့ Cannondale Hooligan road version ပေါ့နော် lefty Hooligan ရဲ့အဓိပ္ပာယ်တော့လမ်းသေးရဲပေါ့ပြောမေးဆိုရင်ဒါ mini ကိုအထာကြလမ်းသေးဆိုင်စီကျင်တဲ့သူတွေဆိုရင်တော့ဒီကောင်လေးထုတ်ထားတဲ့တဘောပေါ့နော်။ Okay နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။